ဟုတ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုစီနီယာပါကျွန်တော်ဒီ AV မှာပေါ့နော်ကျွန်တော်မီဆိုဟဲလေးလောက်တာ9ချိန်မြောက်တော့ရှိသွားပြီပေါ့နော်အခုလက်ရှိလုပ်နေတာပေါ့သူရဲ့ reset ကကြတော့ဘယ်လိုရှိလဲဆိုတော့ကျွန်တော်အရင်ကကြတော့စပင်ကဒီအရှိပိုင်းတွေပေါ့အရှိပိုင်းတွေကကျွန်တော်တော်တော်လေးကိုနောက်အထီကိုပြောင်းနေပေါ့နော်ဒီရှိမှစပင်မရှိတော့ဘူးအရှိလိုင်းလေးတွေပြီးတဲ့ညကျွန်တော်ဒီထိတ်တွေဆိုတဲ့အတိုင်းပဲဒီမှာတော်တော်ကျဲတယ်ပေါ့နော်ကွက်တောင်ကွက်နေပေါ့အဲ့လိုကနေကျွန်တော်တို့ဒီမီဆိုဟဲလေးယူပြီးတော့တဖြည်းဖြည်းနဲ့ပေါ့တစ်နှစ်လောက်တော့ရှိပြီထင်တယ်ကျွန်တော်ဒီမှာလောက်တာလေ4-5ချိန်လောက်လည်းရှိရောကျွန်တော်ဒီစပင်လေးတွေပြန်ပြည်လာတယ်ပေါ့နော်ဒီဆိုရင်ဒီရှေ့အတိုင်းလေးတွေပြန်ပြည်လာတယ်ဒီမှာဆိုစပင် baby hair လေးတွေပြန်ထွက်လာတယ်ပေါ့နော်အခုဆိုရင်ဟိုတော်တော်လေးစပင်ကဟိုအရင်တော့စပင်ဟိုကျွတ်ခဲ့တယ်ဟိုဘားခဲ့တဲ့ပုံစံတော့မဖြစ်တော့ဘူးပေါ့နော်အခုမှပြီးရတဲ့သူတွေဆိုရင်တော့ကျွန်တော်စပင်လေးတော်တော်လေးကောင်းလာပါပြီခင်ဗျာဟုတ်ကဲ့ပါကျွန်တော်လိုပေါ့နော်ဒီစပင်လေးတွေလည်းပြန်ပြီးတော့ထွက်ချင်တယ်ပြီးရချင်ကြတော့ပြန်ပြီးတော့ဟိုဒီပြန်လည်းနှုတ်ပြိုချင်တယ်ပေါ့နော်စပင်ဒီကျွတ်တဲ့ပြဿနာတွေစပင်ပါတဲ့ပြဿနာတွေကိုဟိုပျောက်ကင်းချင်တယ်ဆိုရင်တော့ဒီ AV ကလေးနဲ့ကိုလာပြီးတော့လေဆက်သွယ်လို့ရပါတယ်ဒေါက်တာနဲ့လာအရင်ဆွေးနွေးလို့ရတယ်ခင်ဗျာဆွေးနွေးပြီးတော့ကုသမှုခံယူပြီးတော့ reset တွေကိုတိတိတတ်တာအကျိုးရလက်တွေဟိုရရှိအောင်ဟိုစူးစမ်းလို့ရပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်